တယန်ဇာတာကိုအကျိုးရှိစွာအသုံးချခဲ့တဲ့နိုင်ငံအာဖရိကတိုက်လို့ပြောလိုက်ရင်စင်းရဲမွဲတွေမှုနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ပြည့်နှက်နေတဲ့ပုံရိပ်တွေကိုပဲအများဆုံးပြည့်မြင်မိကြပါလိမ့်မယ်အထူးသဖြင့်စင်ရည်နံရွှေတို့လိုအဖိုးတန်တယန်ဇာတာတွေပေါ်ကျွယ်ဝတဲ့နိုင်ငံတွေဟာအဲ့ဒီတယန်ဇာတာတွေကြောင့်ပဲပြည်တွင်းစစ်တွေအကျင့်ပြတ်ခြစားမှုတွေနဲ့ပုံမစင်းရဲသွားရတဲ့တယန်ဇာတာကျိန်စာကိုခံစားရလိမ့်ရှိပါတယ်ဒါပေမဲ့အဲ့ဒီကျိန်စာကိုချိုးဖျက်ပြီးသူတို့ရဲ့စိန်တွင်းတွေကိုနိုင်ငံရဲ့အကြီးမားဆုံးသောကောင်းချီးအဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့အာဖရိကရဲ့အံပွေနိုင်ငံတနိုင်ငံကတော့ဘောဆွာနာနိုင်ငံပဲဖြစ်ပါတယ်1966ခုနှစ်မှာဗြိတိချက်အင်ပါယာလက်အောက်ကနေလွတ်လပ်ရေးရရှိခဲ့စဉ်ကဘောဆွာနာနိုင်ငံဟာကုလသမဂ္ဂကသတ်မှတ်ထားတဲ့တိုးတက်မှုအနည်းဆုံးနိုင်ငံများစာရင်းဝင်ကမ္ဘာပေါ်မှာအဆင်းရဲဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ခဲ့ပါတယ်။နိုင်ငံရဲ့ဧရိယာအများစုဟာ၆တွေ့တဲ့ကာလာဟာရီဒေကနာယာကြီးဖြစ်ပါတယ်။နိုင်ငံတနိုင်ငံလုံးမှာခင်းထားတဲ့ကတရလန်းဆိုလို့12ကီလိုမီတာ9မိုင်တာရှိခဲ့ပါတယ်။တက္ကသိုလ်ပွဲရပညာတတ်ဆိုလို့20ဦးခန့်တာရှိခဲ့ပြီးစီးပွားရေးတစ်ခုလုံးဟာတိရစ္ဆာန်မွေးမြူရေးပေါ်မှာပဲမိခိုနေခဲ့ရပါတယ်။ဒါပေမဲ့လွတ်လပ်ရေးရပြီးတစ်နှစ်အကြာ1969ခုနှစ်မှာတော့ဘောဆွာနာနိုင်ငံရဲ့ကံကြမ္မာဟာပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကတော့အိုယာဘာဒေသမှာကမ္ဘာ့အကြီးဆုံးစိန်တွင်းကြီးတွေရဲ့ကတစ်ခုကိုရှာဖွေတွေ့ရှိခဲ့တာပါပဲ။ဒီနေရာမှာပဲတခြားအာဖရိကနိုင်ငံတွေလိုစစ်ပွဲတွေဖြစ်မလားတိုးတက်မလားဆိုတဲ့လမ်းစုံလမ်းခုကိုရောက်ရှိလာခဲ့ပါတယ်။ဘောဆွာနာကတော့လုံးဝကွဲပြားခြားနားတဲ့လမ်းကိုရွေးချယ်ခဲ့ပါတယ်။ဒီအောင်မြင်မှုရဲ့အဓိကသောချက်ကတော့ဘောဆွာနာနိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်သူစာဆဲရဲဆယ်ခံပဲဖြစ်ပါတယ်။သူဟာတာမန်ခေါင်းဆောင်တဦးမဟုတ်ပါဘူး။အင်္ဂလန်နိုင်ငံအောက်စဖို့တက္ကသိုလ်မှာပညာသင်ကြားခဲ့ပြီးလူဖြူမျိုးသမီးနဲ့လက်ထပ်ခဲ့တာကြောင့်လူမျိုးရေးခွဲခြားမှုပြင်းထန်တဲ့အိမ်နီးချင်းနိုင်ငံတွေရဲ့ဖိအားကိုကြံ့ကြံ့ခံခဲ့ရသူပါ။သူ့ရဲ့အမျှော်မြင်ကြီးမားတဲ့မူဝါဒတွေကနိုင်ငံကိုကယ်တင်ခဲ့ပါတယ်။သူဟာစိန်တွင်းကနေရရှိလာမဲ့ကြွယ်ဝချမ်းသာမှုတွေဟာလူနည်းစုအထက်တန်းလွှာတွေအတွက်မဟုတ်ပဲဘောဆွာနာပြည်သူတရက်လုံးအတွက်ဖြစ်ရမယ်လို့ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။သူဟာအာဖရိကတိုက်မှာအမြင့်တွယ်နေတဲ့အကျင့်ပြတ်ခြစားမှုတွေကိုပြင်းပြင်းထန်ထန်တိုက်ဖျက်ခဲ့ပြီးဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေးကိုတည်ဆောက်ခဲ့ပါတယ်။တခြားနိုင်ငံအများစုလိုနိုင်ငံခြားကုမ္ပဏီတွေကိုမောင်းထုတ်ပြီးစိန်တွင်းတွေကိုသိမ်းပိုက်မဲ့အစားသူဟာကမ္ဘာ့အကြီးဆုံးစိန်ကုမ္ပဏီကြီးနဲ့မိတ်ဖက်ဆောင်ရွက်ခဲ့ပါတယ်။ဒီလိုတည်ငြိမ်ပြီးပွင့်လင်းမြင်သာတဲ့စီမံခန့်ခွဲမှုကြောင့်စိန်တွင်းကနေရရှိလာတဲ့ဝင်ငွေအလုံးကိုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အပြည့်အဝအသုံးချနိုင်ခဲ့ပါတယ်။နိုင်ငံသားအလုံးအတွက်အခမဲ့ပညာရေးနဲ့အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုပေးအပ်နိုင်ခဲ့ပါတယ်။ဒီအကျိုးဆက်ကြောင့်ဘောဆွာနာနိုင်ငံဟာ1994ခုနှစ်မှာအဆင်းရဲဆုံးနိုင်ငံများစာရင်းကနေအောင်မြင်စွာရုန်းထွက်နိုင်ခဲ့တဲ့ပထမဆုံးသောနိုင်ငံအဖြစ်သမိုင်းတွင်ခဲ့ပါတယ်။အခုဆိုရင်ဘောဆွာနာဟာအလယ်လက်အဆင့်ဝင်ငွေရှိတဲ့နိုင်ငံတနိုင်ငံအဖြစ်အာဖရိကတိုက်ရဲ့အချမ်းသာဆုံးအတည်ငြိမ်ဆုံးနဲ့အကျင့်ပြတ်ခြစားမှုအနည်းဆုံးနိုင်ငံတနိုင်ငံအဖြစ်ဂုဏ်ယူစွာရပ်တည်နေပါတယ်။တယန်ဇာတာတွေပေါ်ကျွယ်ဝရုံနဲ့နိုင်ငံတနိုင်ငံမကြီးပွားနိုင်ဘူး။အဲ့ဒီတယန်ဇာတာတွေကိုစီမံခန့်ခွဲမဲ့ဉာဏ်ပညာကြီးမားတဲ့ခေါင်းဆောင်မှုကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်နဲ့ပြည်သူလူထုအပေါ်ထားတဲ့စေတနာတို့ကသာတကယ်အောင်မြင်မှုရဲ့တောချက်ဖြစ်တယ်ဆိုတာကိုဘောဆွာနာကပြောပြနေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးနေ့စဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow လုပ်ပေးခဲ့ကြပါဦး။